စူဝမ်ဟာမထင်မှတ်ပဲထီယွမ်တန်း100ပေါက်သွားခဲ့ပါတယ်ထီပေါက်ချင်းပဲသူမဟာစိန်ကြနေဖို့အတွက်ယွမ်10တန်းတန်အစင်းမြင့်ချန်ကျဲကြီးတစ်ခုကိုတွားဝယ်ဖို့လုပ်ပါတော့တယ်ဒါပေမဲ့စာချုပ်လက်မှတ်ထိုးတော့မဲ့အချိန်လေးမှာပဲသူမဖုန်းထဲကိုမသိတဲ့နံပါတ်တစ်ခုစီကနေစာတစ်စောင်ဝင်လာခဲ့တယ်စာထဲမှာရေးထားတာကမိမကြီးတိုက်ကြီးတွေမဝယ်နဲ့နောက်10ရက်နေရင်ကဘာကြီးပေါ်မှာအလွန်မင်းအိတ်ခဲတဲ့ရေခဲခစ်ကြီးရောက်လာတော့မယ်အဲ့ဒီအစာမီးတောင်သားကဘုံကူချင်းကိုသာတွားဝယ်ပြီးအခိုင်အမာတိဆောက်ပါတယ်ပထမတော့စူဝမ်ကဒါကိုလူလိန်တွေကနောက်ပြောင်တယ်လို့ပဲထင်ခဲ့တာပါငါကအခုမှအပြိုကြီးစစ်စစ်ရှိသေးတာကိုဘယ်ကလင်ကများလာပြီးမိမကြီးလို့ခေါ်နေရတာလဲပေါ့သူမကဒါကိုလူလိန်တွေဒါမှမဟုတ်သူမထီပေါက်တာကိုတီးသွားတဲ့သူတယောက်ကနောက်ပြောင်တယ်လို့ပဲထင်ခဲ့တာပါဒါနဲ့ပဲစာကိုဂယုမဆိုင်ပဲအိမ်ဝယ်ဖို့စာချုပ်ပေါ်မှာလက်မှတ်ထိုးဖို့ပြင်လိုက်တယ်ဒါပေမဲ့နောက်ထပ်စာတစ်စောင်ထပ်ဝင်လာချိန်မှာတော့သူမလုံးဝလန့်သွားခဲ့ပါတယ်မိမကိုကအနာဂတ်ကမင်းရဲ့ခင်မွန်းဖေဝမ်ပါအနာဂတ်မှာတို့တွေလက်ထပ်ခဲ့ကြတယ်ဒါပေမဲ့ရေခဲခစ်ကြီးရောက်လာတဲ့အချိန်မှာမင်းကကိုကိုကယ်ဖို့အတွက်အေးခဲပြီးအတီးခံသွားခဲ့တယ်မင်းကိုကိုမယုံဘူးဆိုတာသိတယ်ဒါပေမဲ့မင်းတက္ကသိုလ်ဝန်ထမ်းဖြေတုန်းကမင်းမိသားစုနဲ့မခွဲချင်လို့တင်ချမေးခွန်းနံပါတ်8နဲ့9ကိုတမင်တက်တက်အမှားရေးခဲ့တာမဟုတ်လားလို့ပြောလာပါတယ်ဒီကိစ္စကိုသူမရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်သူလင်းရှိတောင်မသိတဲ့အတွက်စူဝမ်တယောက်အနာဂတ်ကခင်မွန်းပြောတာကိုယုံကြည်သွားပါတော့တယ်စူဝမ်တယောက်ဖုန်းလေးကိုကင်ပြီးကြောင်တောင်ဖြစ်နေတော့မှပဲအတန်ဆူးဆူးတတန်ထွက်ပေါ်လာပါတယ်ဒီအမကြီးကဘဲကတထေးမလေးလဲမှတ်လို့အခုလေးတင်ထီပေါက်ထားတဲ့သူတောင်းစားမလေးဖြစ်နေတာကိုလို့လောင်ပြောင်လိုက်သူကတော့အမြဲတမ်းမနာလို့ဖြစ်ပြီးနှိမ်ချတတ်တဲ့ညီမအရင်စူမုံပါထီပေါက်တဲ့သတင်းကြတာနဲ့ပတ်စံလူကိုရောက်လာပြီးစူဝမ်ရဲ့ဖုန်းကိုအတင်းလူပါတယ်ဒါပေမဲ့ခေါင်းထဲမှာရေခဲခစ်အကြောင်းပဲအပြစ်ရှိနေတဲ့စူဝမ်ကစူမုံကိုကြမ်းကြမ်းတမ်းတမ်းတွန်းထည့်လိုက်ပြီးအယောင်ကိုယ်စလဲကိုပြက်ပြက်တသားပြောလိုက်ပါတယ်ဒီအိမ်ကြီးကိုမဝယ်တော့ဘူးမိတောင်သားကစွန့်ပစ်ထားတဲ့မြေအောက်ဘုံကိုချင်းကြီးကိုရွှန်10တန်းပေးပြီးဝယ်မယ်အခုချက်ချင်းစီစဉ်ပေးလို့ပြောလိုက်ပါတယ်ပတ်စံရှိလျက်နဲ့မြေအောက်ချင်းကိုဝယ်တယ်ဆိုတော့အားလုံးကအယူလိုပဲထင်သွားကြတယ်စူဝမ်ကအချိန်ဆွဲမနေပဲဘဏ်ကိုဖုံးဆက်ကထီပေါက်ငွေအကုန်လုံးကိုမျက်နှာစကန်ဖတ်ပြီးမှထုတ်လို့ရမယ့် private account ထဲချက်ချင်းပြောင်းလိုက်ပါတယ်ဒါကလောဘကြီးတဲ့မိသားစုတွေငွေမခိုးနိုင်အောင်ကြိုတင်ပိတ်ပင်လိုက်တာပါအဲ့ဒီနောက်မျိုးစုံကကြောင်မီသွေးတွင်းကိုတွားခဲ့တယ်ဘိုက်ပူပူနဲ့တထေးကြီးကသူမကိုအထင်သေးပေမဲ့စူဝမ်ကဒီကကြောင်မီသွေးတွေအကုန်ဝင်မယ်2ရက်အတွင်းဘုံကိုချင်းကိုပို့ပေးရင်နောက်ထပ်ရွက်2တန်းစုကြီးထပ်ပေးမယ်လို့ဘဏ်ကတ်ထုတ်ပြလိုက်တော့တထေးကြီးလည်းချက်ချင်းအလုပ်သမားတွေကိုအော်ဟစ်ခိုင်းစေပြီးအယိုအသေးပေးသွားပါတယ်ဆက်လက်ပြီးနိုင်ငံခြားကထိပ်တန်းလုံခြုံရေးနဲ့အင်ဂျင်နီယာအဖွဲ့ကိုရွက်10တန်းပေးပြီးချက်ချင်းငှားရမ်းလိုက်တယ်နိုင်ငံခြားသားလုံခြုံရေးအဖွဲ့ကြီးရောက်လာပြီးအခန်းပေါင်း30လောက်ဖွဲ့လို့ရတဲ့သူမရဲ့ဘုံကိုချင်းကြီးကိုအဆင့်မြင့်တင်ဖို့အလုပ်စတင်ကြပါတော့တယ်ဒီအချိန်မှာညီမဖြစ်သူစူမုံကဗီဒီယိုတွေလိုက်ရိုက်ပြီးစူဝမ်ကိုအင်တာနက်ပေါ်တင်လိုက်လို့ထီတန်း100ပေါက်ပြီးဘုံကိုချင်းဝယ်တဲ့ယူနေတဲ့သူဆိုပြီးဝိုင်းလောင်ကြပါတယ်ပိုဆိုးတာကမိဘတွေကဖုန်းဆက်လာပြီးနင်းချီပေါက်တဲ့ပတ်စံတွေအကုန်စူမုံကိုပေးလိုက်မပေးရင်တမီးဖြစ်ကဆွန့်လွတ်မယ်လို့ချင်းချောက်လာပါတယ်ငငယ်ကလေးကခွဲခြားဆက်ဆံခံခဲ့ရတဲ့စူဝမ်ရင်ထဲအေးဆက်သွားချိန်မှာပဲအနာဂတ်ခင်ပွန်းစီက message ဝင်လာပါတယ်အချစ်သူတို့ကိုညှင်းလိုက်ပါအရင်ဘဝကမင်းပတ်စံတွေပေးခဲ့ပေမဲ့ရေခဲခေရောက်တဲ့အခါသူတို့ကမင်းကိုတကားမဖွင့်ပေးပဲအပြင်မှာရက်ရက်ဆက်ဆက်အေးခဲအသေးခံခိုင်းခဲ့တယ်လို့ပြောလာပါတယ်ဒီစာကိုဖတ်ပြီးနောက်စူဝမ်စိတ်ပြတ်သားသွားကကျမပတ်စံတွေတပြားမှမပေးနိုင်ဘူးတမီးဖြစ်ကဆွန့်လွတ်ချင်လဲဆွန့်လွတ်လိုက်ဆိုပြီးဖုန်းချပစ်လိုက်ပါတယ်ရေခဲခင်မှာအရေးကြီးဆုံးကစေဝါဖြစ်လို့ညာရင်းချင်းပဲကြိုမာထားတဲ့စေဝါကုမ္ပဏီစီစူဝမ်သွားခဲ့ပါတယ်ဒါပေမဲ့အင်တာနက်ကသတင်းတွေကြောင့်မန်နေဂျာကသူမကိုလူယူလို့တတ်မှတ်ပြီးစာချုပ်ကိုဖောက်ဖျက်ကဆေးမထုတ်ပေးတဲ့အပြင်လူအုပ်ကြီးကပါဝိုင်းလောင်ကြပါတယ်အဲ့ဒီလိုအားငယ်နေရတဲ့အချိန်မှာပဲလူအုပ်ကြီးကိုတိုးဝေပြီးဝင်လာတဲ့မိန်းကလေးတစ်ယောက်ရှိပါတယ်သူမကတော့စူဝမ်ရဲ့အချစ်ဆုံးတငယ်ချင်းတစ်သက်လုံးအေးအတူပူမြပေါင်းလာတဲ့လင်းရှိပါပဲလင်းရှိကစူဝမ်ရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ပေးလိုက်ပြီးအားပေးရှာပါတယ်သူတို့နှစ်ယောက်ဟာအခက်ခဲမျိုးမျိုးကြားကနေစေဝါတွေကိုဘုံကိုချင်းရဲ့ကိုတောင်ထဲကိုအရောက်ပို့ဆောင်နိုင်ခဲ့ပါတယ်လင်းရှိကတော့ခင်မိပြီးအစ်စ်မြင့်လုံးနဲ့မြေအောက်ခံတက်ကြီးကိုမြင်တော့အံ့ဩမြင်တက်နေတာပေါ့စူဝမ်နင်ကဘာပြက်ကိန်းတွေအရန်စော့ပြီးယူသွားတာလားလို့တောင်နောက်ပြောင်ပြီးမေးသေးတယ်စူဝမ်ကလည်းဘာမှဖုံးကွယ်မထားတော့ပဲအနာဂတ်ခင်ပွန်းစီကရလာတဲ့ message တွေကိုလင်းရှိကိုပြသလိုက်ပါတယ်လင်းရှိကပထမတော့မယုံပါဘူးနင့်ကို online ကလူလိမ်တွေလာလိမ်သွားတာဖြစ်မယ်လို့ပြောပေမဲ့စူဝမ်ရဲ့လေးနဲ့နေတဲ့မျက်နှာကိုမြင်တော့သူမလည်းနင်ပြောတာတကယ်ကြီးဖြစ်နေရင်တော့နင့်ဘေးမှာငါအတူတူရှိနေပေးပါမယ်ဆိုပြီးကတိပေးလိုက်ပါတယ်ဒီလိုနဲ့အချိန်တွေကတရက်ပြီးတရက်ကုံဆုံးသွားလိုက်တာအနာဂတ်ခင်ပွန်းပြောထားတဲ့ရေခဲခစ်စတင်မဲ့10ရက်မြောက်နေ့ကိုရောက်လာခဲ့ပါတော့တယ်ဒါပေမဲ့နိုင်ရီတွေတစ်ချက်ပြီးတစ်ချက်တိခနဲ့မြေဟေးသွားပြီးမနက်8နာရီအထိဘာမှမဖြစ်ပဲအပြင်မှာတိတ်ဆိတ်နေစေပါပဲအေးခဲတဲ့ရေခဲခစ်ကြီးရောက်မလာပဲအပူချိန်ကပိုတောင်မြင့်တက်လာပါတယ်စူဝမ်ဂိမ်းပြီးဘဲကကဘာပြက်လဲငါပူလို့တေတော့မယ်အပြင်သွားပြီးလေကောင်းလေတန့်ရှူရမယ်လို့လေရှိကပြောပါတယ်စူဝမ်ကတော့ဖုန်းကိုကင်ပြီး message တွေကိုစိုက်ကြည့်နေသေးပါပဲသူမရင်ထဲမှာတော့ငါအလိန်ခံရပြီးဒါဘာဖြစ်တာလဲဆိုပြီးစိတ်ရှုပ်ထွေးနေပါတယ်ဖုန်းကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားပြီးတကူလုံးတုံရင်နေပါတယ်အနာဂတ်ခင်မွန်းစီက message တွေကလည်းဘာမှထပ်မဝင်လာတော့ပါဘူးလင်းရှိကနဖူးကချွေးတွေကိုတုပ်ရင်းအပြင်သွားရအောင်ဆိုပြီးစူဝမ်ကိုဆွဲခေါ်ပါတယ်ဒါပေမဲ့စူဝမ်ကခေါင်းကိုခါရမ်းပြီးညှင်းဆန်နေပါတယ်ဘုံခုချင်းတွေကအပူချိန်ကပိုပြီးမြင့်တက်လာပါတယ်လေဝင်လေထွက်စနစ်ကိုအဆုံးထိဖွင့်ထားပေမဲ့လည်းအပူကမကျပဲပူလောင်ပူလာပါတယ်